မင်္ဂလာပါကျွန်တော်ကြီးခွဲပဲဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒီနေ့မှဆိုရင်တော့ကျွန်တော် event အကြောင်းလဲ event အကြောင်းတွေကိုကျွန်တော်ရှင်းပြဝင်ပေးခြင်းပါတယ်ပေါ့နော်အခုလာနေတဲ့ event အကြောင်းတွေကကျွန်တော် channel လေးကို like share subscribe လေးပေါ့နော်လုပ်ပေးကြပါဦးမလို့လဲဆိုတော့ကျွန်တော် channel ရပါတော့ subscribe ပါလုံးဝနေနေလေးလို့ပါဗျာအေးပေါ့အခုမှဆောက်တော့လဲကျွန်တော်နဲမှာပေါ့နော်အားရပြောတော့ပေါ့နော် event အကြောင်းလေးဆက်တော့ဗျာဒါနဲ့ bro ကိုကျွန်တော်ကြွားရတဲ့ဖြစ်သေးတယ်ဗျာနော်ခဏလေးဒီနေ့စားတယ်ပေါ့အမေးတယ်ဟုတ်ကျွန်တော် magic auto ဘက်လည်းရထားတယ်ကျွန်တော် dragon fly တစ်ကောင်လည်းရထားခဲ့တယ်ပေါ့နော်ကျွန်တော်ဖောက်တာကန်ကောင်းပါကျွန်တော် report ရှိရတော့ဘယ်လိုသိမှာပါအဲ dragon fly တစ်ကောင်ရထားရေ dragon fly တစ်ကောင်ရထားအောင်ရမိုက်ရပေါ့နော်အဲကျွန်တော် event ကြောင်းလေးဆက်ရှင်းပြဒေတာလေးခဏတော့ထည့်ထားလိုက်โอเคကျွန်တော်ရဲ့ကျွန်တော်လည်းအပြောင်းလဲလေးလုပ်လိုက်မယ်နော်လေးစက်နဲ့ရှင်မင်းခဏပြောပြတော့ဒါတော့လူပြောရမှာဗျာဟိုကနေပြီးတော့ဖွင့်ရတော့ဇေ event တော့လို့ဗျာသူကဖွင့်ရတယ်ပေါ့နော်ဟိုနေအတီးပေးပြီးတော့တို့ကိုစုလာတဲ့အမှတ်တွေများလာရင်တော့ဒီကောင်တွေပွင့်မယ်ပေါ့နော်ဒီမှာအဲ့တို့ဘာတို့ညာတို့ဟိုအောက်ကတော့စင်ကြီးနာမသိဒီကြောင်ဟိုမှာဆိုဒီမှာဆို berry plan ဗျာberry plan ဆိုရင်ဘိုးက berry tea ရေသူပေးရပါဗျာဘိုး berry tea ရေပေးရင်ဒီကောင်က900ပြေသွားလို့ရှိရင်တော့ဒီထဲမှာတော့ရှိလိုက်ပါဘိုးကျော်အပ်တွေရမယ်လောကပါရမယ် event London ရရအောင်နော်ဟာလေကျအက3ခုတွေပါရက်တက်တယ်ဗျဒါတော့ဘိုးတော့ event မှာ fan နေတဲ့သူတွေရှိရပေါ့နော်ကြိုဖမ်းထားဖို့ပြောနေပါတယ်ပေါ့နော်ဒီ event လေးကကျွန်တော်ဆောင်ရဖမ်းလို့ကောင်းပါတယ်တော့ဖမ်းလို့ကောင်းပါတယ်ပေါ့နော်ဒါလုံးဝဆောင်ရမ်းကြီးဗျာကောင်းနေ event okay ဒီမှာခဏကြီးတော့ကျွန်တော်ဟိုမှာလဲလို့မရသေးလို့ဒီမွန်တိုက်ကနောက်မှရှိတယ်ဆောင်ရမ်းမိုက်တယ်ကျွန်တော်အဲ့ဒီဘက်ကတည်းလူရင်းရှင်းတွေကို share ပေးတာကြည့်ဦး TF for this တဲ့Dragon fly နဲ့တူလီမွန်တိုက်ကလည်းလဲမလားဆိုတော့ no ပေါ့ okay ဒါငါ fan တွေကိုပေးမလို့ကွာ okay ပေါ့ဒါလည်းဆို black cat ကပြေးရောက် black cat ဆိုဒီမှာလည်းတော်တော်ကောင်းတယ်ပေါ့ဒီကောင်လေးကမွန်းကတ်ထက်ကောင်းတယ်ဗျာဆောင်းရမွန်းကတ်ထက်ကို share plan နဲ့ကိုကောင်းနေတယ်ကောင် okay ကျွန်တော်ဒါလည်းပဲလက်တယ်ဗျokay လက်တာနည်းနည်းပါအတိခံပြီးပေါ့နော် okay ကျွန်တော် berry tea နှုတ်ခွေရဲ့ ability က9ပါခွေဖြစ်မှာမိုက်berry tea တွေ berry plan ဆို bro berry tea အဲ့လိုပါအပင်ကအစုံစိုက်ထားပြတည်ရမှာသူက topical plan တို့သူက berry plan တို့woody plan တို့flu plan တို့ flower plan တို့အဲ့လိုလာတာဗျာအဲ့ကြရ bro ကကို့မှာအပင်အစုံမရှိရပေါ့နော်ကိုဖမ်းလို့မရဘူးအများကြီးကျွန်တော်အများကြီးဖမ်းကြည့်တော့ဥတွေအများကြီးရကြည့်ကျွန်တော်တို့အများကြီးဖမ်းပါအများကြီးကြိုးစားပါနော်ဒါဆိုရင်တော့ဘယ်လိုရမှာโอเคကျွန်တော်ဒါနဲ့နှုတ်နေโอเคကိုက berry tea ကိုနှုတ်လိုက်တယ်ဗျာအိပ်ပြီးတဲ့အထိနှုတ်ဒီကမှာ berry tea ဆိုတာပေါက်ချင်တယ်လို့ပေါက်နေတဲ့ကောင်လေးကောင်လေးများတယ်ဗျာတစ်ခါပေါက်တော်များတဲ့ကောင်သူ့မေ off လို့လုပ်လိုက်တယ်ပါဗျာ282ခုခုဘက်မှာတက်သွားပြီနော်ဒီရတော့6ခုโอเคထပ်ဖမ်းလိုက်အောင်ပဲโอเคကျွန်တော် berry tea ထပ်ခုအပြည့်တာခုဗျာအိပ်ပြီးတဲ့ဒီခုဒါပေမဲ့ကျွန်တော်တော့အလုံး100လောက်ပဲခုကတော့မထင်ဘူးဘာဖြစ်ဒီကွက်တဲ့ဒီကောင်ကြီးကကောင်းတယ်လို့ပြောကြတာပဲသူများလည်းပြောတယ်โอเคစော်လိုက်ရဆက်ပြလက်လက်သွားတယ်နေရာမှာအဲ့လိုခြံနေပါလေသူကဖုံးမလက်တာမဟုတ်စာပါရက်လက်တာဒီလေပေါ့နော်ကြောင်တောင်းတယ်သူ PC ပါနဲ့ဆော့မှအဆင်ပြေတယ်โอเคတော့ berry tea နှုတ်ယူပါဆိုတော့ထပ်ပေးမယ်ပေါ့အချမ်းရင်နဲ့ရှုပ်နေလို့ခံစားရတယ်SHY
တရားတော်ဒီမှာတော့ရလိုက်ကြပါ lollipop โอ้တွေ့ရကျမ်းပါတယ်ဆိုပြီးတော့ lollipop တစ်ခုရပါပြီဘာလဲဟုတ်တယ် lollipop တစ်ခုရပါပြီကျုပ် B အပ်လည်းပါတယ်သူကပြီးတော့ parasite အပ်လည်းပါသေးရဲ့ဗျဆောင်းရမ်းလန်းနေအဲ့ဒါကြောင့်လက် event ဖမ်းပါဆိုအဲ့ဒါကိုပြောအကောင်ကမြင်ဘူးနေတယ်ဒီကောင်မြင်ဘူးနေတယ်လို့နေရပါဒီကြောသွားမယ် very plan ပဲမကုန်သေးဘူးအချိန်မကုန်သေးတဲ့ရတော့သူက plan မပြောင်းသေးဘူးblueberry ဆောင်းရမ်းခတ်လို့ခေါ်တယ်โอเคကြောဒီဘက်ပြီးမှတယ်အကြောင်းကိုရှေ့ရှိတဲ့လောက်ဖမ်းတာဆိုအဲ့လောက်ပြောတယ်ဟိုကโอเคကြောဒီမှာကြည့်ရကူးရစိုက်တာစိုက် blueberry ပဲဆိုတော့ဒီမှာဘာမှနှမျောဖို့ကောင်းတဲ့အပင်မို့ BLUE blue blueberry C ဆိုရင်ဒီမှာသုံးစီပဲကျန်တော့လေငါဒီမှာစိုက်ထားလိုက်ကွာ berry plan ဆိုတာ blueberry တီးတစ်ခုလဲလားဆိုတော့မဟုတ်ဘူး berry နဲ့ပတ်သက်တဲ့ plan ကြီးအကုန်ကွာအခုဆိုရင် strawberry ရရှိမယ်ဘာဒီမှာဆိုရင် grape ပေါ့နော်ဒီ grade တို့ပါလို့ရှိမယ်ပေါ့ဒီပိုင်းဒီလိုကောင်းလေးလည်းရှိမှာโอเคကျွန်တော် strawberry ကိုတစ်ချက်သွားကြည့်မယ် SD strawberry ကြီးကတော့တရားကျော်ရှိရပေါ့နော်ကျွန်တော်ဒါလည်းဖင်ပြေရောက်ဖမ်းထားတာပါကောင်းကြီးတော့ခွေးကောင်းကတစ်ချက်ဆက်ဆွတ်သွားဘလူးကောင်းလေးနဲ့မဟုတ်ခွေးကောင်းလေးနဲ့ချစ်သူလေးမောင်လေးအဲ့လိုမျိုး K က WAT ရဝတာခံနော်ဝတာခံထဲဝတာခံကိုဖျန်းဒီလိုတီးအောင်တီးပြီးအောင်ချမ်းလိုက်တော့ဘယ်ပလန်ဒီပဲစတိုက်လိုက်အောင်ပါလေနော်အကြရင်တော့ဥတွေရလို့ရှိရဲ့ခုကတော့ခူးနေရတယ်နိုင်တို့နောက်တစ်ခါထပ်လုပ်ပြအားကြောင့်ခူးနေခူးပြီးအားရွယ်အပတ်ကူးလူစေတယ်တွေ့လားအဲ့လိုပေါ်သွားလိုက်မယ်အဲ့လိုပေါ်သွားပြီဆိုတာလည်းရပြီတကယ်ဗျဘရိုအနှစ်ကြီးတွေပေးလို့ရတယ်အနှစ်ကြီးမိုင်ကျော်အနှစ်ကြီးပေးပြမယ်အနှစ်ကြီးတော့ဟုတ်ကဲ့200တွေ့400လေးတယ်အဲ့လိုဖြစ်သွားတယ်ဗျာဟိုကထပ်ဖမ်းလို့ရသေးတာထပ်ပြမယ်ဗျโอเคဒီမှာဆိုရင်ကျော်ပန်နာ strawberry ရှိရဗျာကျော်နှုတ်ဒီနှုတ်ဟို HP ပေးတယ်တဲ့အဲ့ဒီလီမွန်ကြီးရမိုက်တယ်နော်အဲ့ဒီကောင်HP တက်တဲ့ကောင်ဘေးရောကိုနဲ့ပြီးသွားတယ်ကျေးဇူးပါโอเคကျော်ရဲ့ဒီလေးခူးတင်တဲ့လောက်ခူးပြီးသွားရင်လည်းကျော်ပေးနေတဲ့လောက်တော့သွားပေးလို့ရတယ်ဗျအိုးကြီးပဲကျေးကျော်ဘယ်ဒီ plan လေးဟာသွားပြီးလိုက်ဟော145လုံးပွိုင်းရဘယ်နှခုမှမရဘူးလေအေးပါဘောငါပြီးလိုက်တယ်နေတာမဟုတ်ဘူးလေပွိုင်းကြီးဆိုတလုံးတမတ်နဲ့တွေ့နေတော့နော်အခုကမဟုတ်ဘူးလုံးရတယ်ဘယ်ဒီပလန်ဆိုပြန်တော့လေဘောကရှုကအပယ်ပေးတယ်ဒီကောင်းလေးယူမှာမဟုတ်ဘူးဒီကောင် raspberry တို့သူက berry ဒီနဲ့ပတ်သက်တဲ့ဟာလေးနိုင်ရမကောင်းနိုင်ရလို့ညနေပဲဆိုရင်သူကဘယ်လိုဆုပ်ပြတ်တတ်တာလဲကူလာမယ်โอเค
လုံစားမှာရှားတော့ပြီးရှင်နေဒီတော့ကျော် wifi ကျိုးတွေပြတ်သွားတယ်ဆိုတာပါဆိုလားညဆိုလားအဲ့ထဲတရားပေါ့နော်ကျွန်တော်တို့ internet ဗာလဲ internet line တွေမမျှပေးနေရတာမသိကျွန်တော်လည်းထုတ်ပြတ်တတ်သွားတာ okay ကျွန်တော်တော့ပေးပြီဒီကောင်ရောမင်းကုန်ယူဆိုပြီးတော့ဟုတ်တယ်ဘာတာကန်နဲ့ဟုတ်ကိုဟုတ်အားနဲ့ပဲကျွန်တော်ဒီလိုလေးဖန်ရတာပေါ့နော်ယူရှင်းပါတယ်မြန်မာလိုလေးပါပဲပေါ့နော်မြန်မာလိုလေးဖန်မြန်မာလိုလေးယူလိုက်ရုံပါပဲ okay အားကြောင့်မို့အားလုံးဒီနေ့ရတော့ဒီနေရာမှာနေပဲနှုတ်ဆက်လိုက်ပဲเนาะကျွန်တော် channel လေးကို like share subscribe လေးလုပ်ပေးခဲ့ကြပါဦး subscriber စောင့်ရမ်းနေနေလို့ပါเนาะကဲဒီနေ့ကတော့ကြောင်းပြေးထားတယ်မနေ့ပြန်ကြောင်းတက်ရတော့မယ်အားလုံးပဲဘိုင်းရပါ